ဒီဖျားကြီးမှာရွှေတွေငွေတွေပမန်းပြီးတော့ဒီသုံးပန်းပဲပြီးတော့ယူသွားတာသူကရွှေတွေကိုရောက်စားတယ်ကြီးတွေကိုတော့လက်နဲ့ခံလောက်ကြတယ်သူကအဲကြတော့ဒီဖျားကြီးကသူကကြာပလင်ကတော့အကန်ခက်လိုက်ရသူပြင်ဆက်လောက်ရငါမျိုးဟိုဘက်ကလက်ဦးချီတာချက်စားမင်းရဲ့ရုပ်ထု87ရာဒီမှာသူကနှစ်ပေါင်း930နဲ့4နှစ်ရှိပါပြီနော်ဒီဖျားကြီးကမူတာကတော့အဘယလာဘမူတာလို့ခေါ်တယ်အဘယဆိုတာဒါဘေးမရှိဟုတ်တယ်ဒါဆိုလက်လာဘရပါသေးဆိုပြီးပြောထားတာမူတာတွေမတူဘူးအသားမတူဘူးအသားကအခုပြန်ပြင်ထားတာတစ်ကနဲ့သားဒီမှာနော်မှတ်တာတစ်ကနဲ့သားညညံတော်ရဲ့အမြင်ကတော့30ပြီတူးတယ်ကျန်တဲ့သားတွေကတော့မတူတော့ဘူးသူမူတာမတူဘူးရယ်ဒီကတော့ဆရာဟိုတာတာဟိုပကံကိုဆန္ဒမင်းရဲ့ရုပ်ထုဒီကတော့ဆရာရယ်နဲ့ရုပ်ထုပကံတာတာဆက်ဆရာရယ်ငါရယ်နော်ဟုတ်ကဲ့တပတ်တော့ကြအဖေကဓာတ်ပုံရိုက်ကညီမလေးဓာတ်ပုံကမတူဘူးနော်ရှိရမတူဘူးရယ်ဒီလိုမုတ်ကက်ကလေးတွေကဒီထက်မှာလေဒီမုတ်က1420နဲ့4စုရှိတယ်1424အော်1သူကဒါကြတော့တဲတောက်နဲ့ထွန်းထားတာလေဒါကြတော့ပကံကက်လိုက်ရညီမကြည့်လိုက်သူအိန္ဒိယဆန်တဲ့ချက်ပေါက်တော်လေးတွေပါတယ်သူကသူသင်ငန်းတော်ကိုသူကပါပါလေးထွန်းထားတာနော်ဒါကြတော့ပကံကက်လိုက်ရတယ်ဒီထက်မှာမုတ်ပေါင်းဒီလိုမုတ်အလင်းရောင်ပေါင်းမုတ်တွေကじゃ1000ရှိတယ်ဒီထက်မှာသူအလင်းရောင်သူမီးပြတ်သွားတယ်မလားလုံးဝမမောင်းဘူးဒီကအလင်းရောင်ရှိတယ်ဟုတ်ဒါဆိုဖောက်တော်မူကန်းဟုတ်တိတ္တမင်းသားဖောက်တော်မူတဲ့အခန်းကိုသူကဘဖုဆရာတိတ္တမင်းသားကိုခါဖွားတယ်ဆိုပြီးတင်စားထားတာဟုတ်တကယ်တော့ပုံမှန်လူသားလိုပဲနော်ဖွားတာဒီမဲ့အားကြောင့်သူကဟိုဒါကမေရမာယာဒါကဒီလိုတော့ခေါ်တယ်မီအဲ့လိုသူကပကြီးလက်ရတွေကဘပုလက်ရတွေဒီတန်းဆက်မျိုးဒီထက်မှာရှိတယ်အဲကြောင့်အနုမှာအာနန္ဒာဆိုတာခေါ်လာတယ်ညံမှာတက်ပြီးဒုမှာတပယံကြီးနော်တကိုးကြည့်တာရွှေစည်းကုန်းဝါတော်ကြည့်တာငှက်ပစ်တာအဆိုးရှိတယ်ရှုခင်းကောင်းတာဘူဖေးဟုတ်ကဲ့ခွန်မိုင်းတန်တော်စစ်တာဆေးစမ်းတော်တဲ့ဟုတ်တယ်နော်ဒီလျှောက်လန်းနေရလေဒါဒီတိုင်းမယ်နော်ဒီတိုင်းမယ် तू ကလမ်း3လမ်းရှိတာလေဒါကဘယင်းနေပတ်တယ်လမ်းဒါဒုတိယလမ်းတတိယလမ်းကျတော့ तू ကအပြင်ကနေပတ်တယ်ပတ်ပြီးတော့အာယုံငန်းထဲကိုဝင်တယ်အဲ့လိုတွေပတ်ဟုတ်တယ် तू ကအရင်တော့မီးမရှိဘူးရဲ့ဒီလိုမုတ်ပေါင်းက1000ဆိုအလင်းဝင်ပေါက်ကမုတ်ပေါင်း1000ညီမဟုတ်အလင်းဝင်ပေါက်ကဒါမျိုးအလင်းဝင်ပေါက်တယ်အလင်းဝင်ပေါက်တော့မှ तू ကတီချာလောက်ထားတာဘာလို့လောက်တာဆို तू ကအပြင်မှာအကျင့်ဒီအဝမှာကျဒီအတွင်းထဲမှာကျအကျဲဘာလို့ဆိုတော့ तू ကအလင်းရောင်ပေါက်ကိုဒီအလင်းရောင်ကိုဒီထက်ကိုဖျားထွက်အောင်လေဓာမီများဆိုအဲ့လိုလုပ်ထားတာအဲဒီဘုရားကကျတော့ပထမဆုံးကျန်သားမင်းလက်ထက်တုန်းက87ရာစုတုန်းကကျတော့ဟိုနတ်တဖြူသားနဲ့တည်တာညီမဟုတ်ကဲ့နတ်တဖြူသားကဒီဘုရားထဲရောက်လာတာလေမှုေးကြမ်းပြီးတော့ဟိုကြည်ညိုလွန်းပြီးတော့ဆရာလေးတစ်ပါး73